မှာဆိုရင်ကျွန်တော်ချုပ်ရိုးလည်းမပါဘူးပြီးလို့ရှိရင်ဒီရဲ့ဇာတွေကလည်းဆိုတော့တပြင်းအားလုံးမင်္ဂလာပါကျွန်တော်ဒီဇိုင်နာဆိုင်ဖြစ်ပါတယ်ဒီနေ့မှာပေါ့နော်ဝမ်နမျိုးကတန်တန်သူရဲ့ဒီကော့ဆက်အထောင်ဒီဇိုင်းလေးကိုပေါ့နော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မြင်နေကြကော့ဆက်လိုမျိုးမဟုတ်ဘဲနဲ့ကော့ဆက်ပုံမှာပေါ့နော်ဒီမျိုးအထောင်ဒီဇိုင်းလေးတွေပေါ့နော်ထည့်ပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းရင် high ပုံစံလေးတင်ပေးထားရပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင် corset bus ကလေးနဲ့တင်ထားပေးရပေါ့နော်ဒီ corset bus ရဲ့ကောင်းကျိုးကဘာလဲဆိုလို့ရှိရင်အနောက်ကျိုးချီတွေမှာဆိုလို့ရှိရင်လူ2ယောက်3ယောက်3ရတယ်ပေါ့နော်ဒီ corset bus လေးထည့်ထားပေးတာဆိုတော့ဘာကောင်းလဲဆိုလို့ရှိရင်တစ်ယောက်သေးပေါ့နော်ဝတ်တဲ့အချိန်မှာအဆင်ပြေအောင်လို့ပေါ့နော်ဒီလိုမျိုးလေး corset bus ကလေးတွေထည့်ပြီးတော့သုံးပေးရပေါ့နော်ဒီ corset bus လေးရဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဖြုတ်ရတက်ရဒီလိုမျိုးလေးလွယ်ကူရယ်ပေါ့နော်တယောက်တည်းဆိုလို့ရှိရင်လည်းဝေးရတာလွယ်ကူစေရယ်ပေါ့နော်တမန်ရိုးကြားဆိုတော့ဝင်းနေကြပေါ့နော်အနောက်ကကြိုးချီနေဆိုလို့ရှိရင်လူကပေါ့နော်2ယောက်3ယောက်လိုရယ်ပေါ့နော်ဝတ်တဲ့လူ1ယောက်ရယ်ပြီးလို့ရှိရင်အနောက်ကနေပြီးတော့ကြိုးချီပေးရမယ်လူအနည်းဆုံး2ယောက်လောက်လိုရယ်ပေါ့နော်အဲ့ဒီဥစ္စာအစားပေါ့နော်ဆရာကနေပြီးဘာလုပ်ပေးထားလဲဆိုလို့ရှိရင်ဒီမှာဆိုရင်ကိုခဏကိုလေးနဲ့ fit size လေးချုပ်ထားပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုဆရာတို့နေပြီးတော့ဒီမှာဆိုရင်ပေါ့နော်ဆရာတို့ကဒီလိုမျိုးလေးတယောက်ထဲလေးပေါ့နော်ကွန်ကိုဒီလိုမျိုးတက်ရဖြုတ်ရပေါ့နော်ဘာဖြစ်လဲဆိုရင်လွယ်ကူစေရပေါ့နော်ဒါကြောင့်မို့ဆရာတို့ဒီ corset bus လေးတွေကိုဘာလုပ်ပြီးလဲဆိုရင်တက်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုရင်ဆရာတို့ပေါ့နော်ဒီ corset bus လေးလည်းရှင်းပြပြီးသွားပြီဆိုတော့ဆရာတို့ဒီဖက်ကားပေါ့နော်ဆရာတို့ဒီဟာလေးကိုခါရှိတ်လေးပေါ့နော်ဘာလုပ်ထားလဲဆိုရင်ခေါ်ထားတဲ့ပုံစံလေးအနေနဲ့ခါဝဲလေးထည့်ထားရပေါ့နော် side plan ပုံစံလေးဖြစ်ပါတယ်ဆရာတို့ကနောက်ကျောမှာဆိုတော့ပေါ့နော်ဆရာတို့ကဒီလိုမျိုးလေးအထောင်ဒီဇိုင်းလေးရယ်ပြီးလို့ရှိရင်ဒီကြောမှာဆိုလို့ရှိရင်လေဆရာတို့ပေါ့နော်ထုတ်သီးလေးရယ်ဆရာတို့ဒီမှာကျဲသီးကွင်းလေးတွေလောက်ထားပေးရပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ပေါ့နော်ဆရာတို့ကအကျိုးချီနေသွားရပေါ့နော်ဒီသင်္นานတူလေးအတွက်ကတော့ပေါ့နော်ဆရာတို့ဒီလိုမျိုးလေးပေါ့နော်ဒီထုတ်သီးရယ်ထုတ်တီကျိုးကွင်းလေးရယ်ပေါ့နော်ဒီလေးလောက်ထားပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ဆိုတော့ဒီအတွင်းထဲပေါ့နော်အထဲမှာဘလူတွေချုပ်ထားလဲဆိုတာကိုဆရာနေပြီးတော့တစ်ချက်ကလေးပြပြပေးသွားပါအောင်မယ်နော်ဒီဝိဆောင်လေးကပေါ့နော်ဆိုတော့ level 2မြန်မာပွဲတက် moment တင်နန်းမှာထည့်သွင်းပြီးတော့တင်ကြားထားပေးတဲ့ corset အထောင်ဒီဇိုင်းလေးဖြစ်ပါတယ်အဲ့တော့အတွင်းလေးထဲကကျွန်တော်ပေါ့နော်ဆိုတော့ဘယ်လိုချုပ်ထားပေးလဲဆိုရင်ဒီမှာဆိုလို့ရှိရင်အတွင်းထဲကိုလည်းပေါ့နော်ဆိုတော့ကနေပြီးတော့ချုပ်ရိုးပြောက်လေးချုပ်ထားပေးရပေါ့နော်ချုပ်ရိုးပြောက်ကမှဆိုတော့ဘယ်လိုဖြောက်ထားလဲဆိုလို့ရှိရင်ဒီမှာဆိုရင်ဆိုတော့ကော်ချောင်းလေးတွေနေပြီးတော့ပေါ့နော်ဖျောက်ထားတယ်ဆိုတော့အပြင်ဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဒီမှာဆိုလို့ရှိရင်ပေါ့နော် sequence စာလေးတွေကိုဆရာနေပြီးဘာလုပ်ထားလဲဆိုလို့ရှိရင်ဘာမှမဖြတ်မတမကိုက်ပဲနေပေါ့နော်ဆရာဘာလုပ်ထားလဲဆိုရင်တပြေးညီတယ်ယူထားပေးရပေါ့နော်ဒီဟာဆိုလို့ရှိရင်ဆိုတော့ဒီလိုမျိုးဖြတ်ချောင်းအဲ့လိုမပါဘဲနေပေါ့နော်တပြေးညီတယ်ပေါ့နော်ဒါကိုပြန်လိုက်စီဘာလုပ်ပေးထားလဲဆိုတော့ယူပြီးတော့ပေါ့နော်ကပ်ပြီးတော့လာပြီးတော့ချုပ်ထားတာဖြစ်ပါတယ်အဲ့ဒါလေးကတော့ဒီရဲ့ဝတ်စုံလေးရပေါ့နော်ဘာလဲဆိုရင်ထူးခြားချက်ကလေးတစ်ခုပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ချုပ်ရိုးလည်းမပါဘူးပြီးလို့ရှိရင်ဒီရဲ့ဇာတွေကလည်းဆိုတော့တပြင်းလုံးလာယူထားတာဖြစ်ပါတယ်အတွင်းထဲမှာဆိုရင်လည်းဆိုတော့နှုတ်ခွက်ကိုပေါ့နော်နေ့စီနှုတ်ခက်ကလေးဘာလုပ်ထားပေးလဲဆိုရင်အသုံးပြုပေးထားပါတယ်ဒီမှာဆိုရင်ပေါ့နော်ဆိုတော့ corset bus ကလေးပေါ့နော်ဒါလေးကိုလည်းဆိုတော့ဒီလိုမျိုးလေးပေါ့နော်တေးတက်တက်လပပလေးဘာလုပ်ထားလဲဆိုရင်တက်ရက်ကလေးချုပ်ထားရပေါ့နော်ဒီပေါ့နော်ဆိုတော့အတွင်းထဲပြတာလေးကတော့ဒီလောက်ပဲပေါ့နော်စုံတိရှိပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပေါ့နော်ဘလိုဝတ်စုံလေးတွေကိုပေါ့နော်ဘလိုလေးချုပ်ထားလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်ဒီနေ့ကတော့ဒီလောက်ပါပဲစုံတိရှိပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်